တော်လန်ရေးကိုအဖက်ဖက်မှာပါဝင်နေတဲ့မိဘပြည်သူများနဲ့သူတော်လန်ရေးမောင်နှမများအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်တလာတာခင်ဗျာကျွန်တော်ကတော့ကလလတာအမတ်ကိုလေးနဲ့ဆက်တိုက်ရေးမှာတာဝန်ထားဆောင်နေတဲ့ရဲဘော်ဂျိုဆက်ပဲဖြစ်ပါတယ်ထောက်ဖို့တီနဲ့ပတ်သက်ပြီးအနေနဲ့ရှင်းပြမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ထောက်ဖို့တီမှာကစုကြီး၃စုရှိပါတယ်ပထမစုကတော့တိတ်1000ကျပ်ဒုတိယစုကတော့300ကျပ်နဲ့ဒုတတိယစုက300ကျပ်ပဲဖြစ်ပါတယ်ခင်ဗျာအကယ်၍အဲ့ဒီစုကြီး၃စုရဲ့နောက်ကနန်း၅လုံးတို့တူမယ်ဆိုရင်ကျွန်တော်9သိန်းကျပ်ရရှိပြီးနောက်ကနန်း၄လုံးတူမယ်ဆိုရင်3သိန်းကျပ်ရရှိမှာဖြစ်ပါတယ်ခင်ဗျာအကယ်၍3လုံးတာတူမယ်ဆိုရင်တော့9000ကျပ်ရရှိမှာဖြစ်ပါတယ်ခင်ဗျာထို့ပြင်ကျွန်တော်တို့ဒီစုကြီးနဲ့စုကြီး၃စုနဲ့မတက်ဆိုင်တဲ့နောက်ကနန်း၅လုံးကိုတည်တံ့ဖောက်ပေးတဲ့အထူးစု10သိန်းကျပ်ရှိပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ